အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းလေးကတော့စာရေးဆရာသူတို့တွေရေးသားထားတဲ့အစွမ်းအစရှိတဲ့လူသားလိုမြင်ရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးလိုက်ပါရခင်ဗျာရှုံနှစ်လိတ်တို့ဤဒုတိယပြိုင်ပွဲတခါကရှုံနဲ့လိတ်အပြီးပြိုင်ကြတယ်ရှုံကပြင်းနေလိတ်ကလေးကဆွဲရှိတယ်နောက်ဆုံးမှာတော့အပြေးနှိပေမဲ့ဆွဲရှိတဲ့လိတ်ကလေးကအပန်းနိုင်ကိုအရင်ရောက်သွားပြီးအနိုင်ရပိုးဆွဲသွားပါတော့တယ်။ပြန်ပွဲပြီးတော့လိတ်ကလေးကိုအများကချီးမွမ်းကြပြီးယုံကိုတော့အပြစ်တင်ကြတယ်။ဒီစကားတွေကြားတော့ယုံကမကြည့်နဲ့ဘူး။တွေ့ကြသေးတာပေါ့ကွာ။ဒီလိုနဲ့ယုံကလေးကလိတ်ထံကိုသွားတယ်။ဘာကြောင့်မှရှိလို့မဟုတ်ဘူး။မကြေပွဲထန်နှွေဖို့မင်းနဲ့ကအပြေးထပ်ပြိုင်ကြမလား။ရတာပေါ့လိတ်ကလေးရဲ့ပြောတဲ့စကားကိုယုံကလေးကအံ့ဩသွားတယ်လိတ်ထံကချက်ချင်းကြီးဒီလိုတုံ့ပြန်လိမ့်မယ်လို့မထင်တာဘူးသူကဒီတခါထပ်ပြန်ရင်လန်တဝါမှာအိတ်နေတော့မှာမဟုတ်ဘူးဒါဆိုမင်းနဲ့ကတခြားတော်ဝါရဲ့ရှိမှမနှက်ပြန်ကြရင်အပြေးထပ်ပြန်ကြမလားဒီစကားကချီလိုက်တာအရင်ပြိုင်ပွဲတော့ကယုံရှုံးသွားတော့တခြားတော်ဝါတွေကသူ့ကိုအထင်ကြီးစကားပြောကြတာကိုဒီစကားတွေကိုလက်တွေ့ဖြည့်ရှင်းပြဖို့ဆိုရင်တခြားတော်ဘွားတွေရှေ့မှာထပ်ပြိုင်မှုလိုတယ်ရပါတယ်ကွာဒါပေမဲ့ဘာဖြစ်လဲအရင်တစ်ခေါက်တော့မင်းနဲ့ငါကုန်းပေါ်မှာအပြေးပြန်ကြတယ်ဒီတစ်ခါကျရင်ရေထဲမှာပြန်ကြမယ်လीယုံကလေးစိတ်တိုးပြီးထွက်သွားတယ်ဒုတိယမြောက်ယုံနဲ့လိတ်တို့ရဲ့အပြေးပြန်ပွဲကတော့မရှင်ပြန်လိုက်ရပဲလိတ်ကလေးအနိုင်ချသွားတယ်ဆိုတော့လူတိုင်းမှာအားသာချက်နဲ့အားနေချက်ဆိုတာတွဲဆက်ပြီးရှိနေတတ်ကြတယ်။တချို့ကအမှုပညာဝါသနာပါတယ်။အားကစားကိုဝါသနာမပါဘူး။တချို့ကငွေစုတာအားသာချက်ရှိတယ်။ငွေဖြုံးတဲ့နေရာအားနေချက်ရှိတယ်။စသည်အပြင်စွန့်ရည်မတူကြဘူး။အောင်မြင်တဲ့သူဆိုတာကိုအားသာချက်ရှိတဲ့အနေပဲကိုရွေးချယ်ရှောက်လန်းနိုင်သူတွေကိုခေါ်တယ်။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးတဲ့ဆောင်းပါးကောင်းလေးကတော့စာရေးဆရာသူတို့နဲ့ရေးသားထားတဲ့အစွမ်းအစရှိတဲ့လူသားလိုမြင်ရတဲ့စာအုပ်ထဲမှာယုံနဲ့လိတ်တို့ဤဒုတိယပြန်ပွဲလိုအမြင်ရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။နားဆင်သူများအနေနဲ့လည်းဆရာသူတို့နဲ့ရေးသားထားတဲ့အစွမ်းအစရှိတဲ့လူသားမူရင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော် literature feed channel လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။နားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဒေါသခတ်သိမ်းကင်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေနားဆင်သူများအားလုံးဘေးရန်ကြောင့်ဆင်းရဲကင်း၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလည်းတလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော် literature feed channel လေးမှာနားဆင်ပေးခဲ့ကြသူတို့တယောက်ချင်းစီကိုဆုတောင်းမေတ္တာပို့တာပေးလိုက်ပါရခင်ဗျာ